ရက်ကိုနေလောဆောင်မဟုတ်ဘလို့ရောမလဲဆိုတော့တည်ရှင်ပေါ့ဒါတော့ကျွန်တော်တည်တယ်နီးပထမဆုံးကိုတစ်ခုထဲလောင်းထိုင်လိုက်မယ်အခွဲ3ပုံ2ပုံလောက်ပေါ့အဲ့ဒါပြီးရင်လောဆောင်မဟုတ်ထည့်မယ်လောဆောင်မဟုတ်တော့အပြည့်ထည့်မှာနော်အမှအလေးချိန်ရတော့ရင်တော့လောဆောင်မဟုတ်နဲ့ကိုနဲ့ဝမ်းပေါ့ကြည့်လောဆောင်မဟုတ်များတယ်လို့ထင်ရပါမယ်ဟိုအလေးချိန်ရဆိုရင်တော့ဝမ်းလောက်ပါပဲကိုနေလောဆောင်မဟုတ်တမအောင်မွေမဲမွေပြီးတော့ရင်ဟိုတုံးပြူရှင်တဲ့နေရာပေါ့တက်အနာစာတွေကိုတွားပြီးတော့မှအားသေးမယ်ပေါ့အဲ့ဒါတော့တက်အနာတွေထဲကိုအတွင်းထဲတီးကိုရအောင်တိတ်ပေးရမှာပေါ့နော်အဲ့ဒါပြီးရင်ဟိုကိုတိတ်ထားတဲ့ဒီကိုမြေဘူးထွက်လာမယ်ပုံမှန်ဆိုနေ့တစ်ပိုင်း6နာရီလောက်ဆိုတော့သူက6ရောနော်အဲ့ဒါပြီးတော့ကိုပတ်စားမယ်ဒါတော့ကိုပတ်တိုက်ပြီးတဲ့အချိန်လေးပါဟုတ်ကဲ့အဆင်ပြေမယ်ထင်ပါတယ်